အားလုံးပဲနေပါပါတဲလေးတို့ရေဒီဗီဒီယိုတွေ့ပြီဆိုတာနဲ့တခါတည်း share သွားပြီနော်ဒီဗီဒီယိုတက်လာပြီဆိုတာနဲ့တခါတည်း share သွားပြီတဲလေးတို့ကိုတိုင်းစရာရှိတယ်နော်အဲ့တော့မိချိုဆိုတဲ့ကောင်မတွေ့အောင်လို့ဒီဗီဒီယို share ပေးသွားတဲလေးတို့အတွက်ကိုမခါထီထိုးပေးနေတဲ့ကိစ္စကိုဝေဖန်ထားတယ်နော်တဲလေးတို့မခါအဲ့ဗီဒီယိုခုဖွင့်ပြမယ်တေချာလေးနားထောင်နော်ရှယ်ထားတဲ့သူကအလွန်ဆုံး1000ပဲရှိအောင်2000ပဲရှိအောင်3000ပဲရှိဆိုရင်ပြီးတော့သူကနန်းနဲ့တေချာတွက်ပြတဲ့ online creator ပဲရှိဆိုတော့သူတို့ပြောတဲ့အကြောင်းအရာဒီမှားပါတယ်မှားတယ်ဆိုတော့လိန်နေပေါ့နော်လိန်ကြီးတစ်မျိုးပေါ့သိမလားဆိုတော့လိန်ကြီးတစ်မျိုးနဲ့လူတွေကိုသူတို့ရဲ့ video တွေ like ရအောင် reaction ရအောင်နောက်ပိုင်းမှာသူတို့လည်းဒီ online creator ဘက်ကိုလှမ်းလာတဲ့ပုံစံမျိုးဖြစ်မယ်သူတို့အမေရိကန်မှာလည်းစိုင်ရှိတယ်ဆိုတော့ချာစီဝိုင်းလည်းရှိပါဘောနော်ဒါပေမဲ့ကျွန်တော်ပြောချင်တာမခါဦးကြီးမိချိုဆိုတဲ့ကောင်မငါနဲ့ပြောမယ်တေချာနားထားနော်ငါတို့တစ်ဆွေလုံးတစ်မျိုးလုံးကအမေရိကန်မှာပညာတတ်တွေကြီးပဲနော်ငါဖွားဆိုရင်ဆရာဝန်ကြီးငါဖွားဆိုရင်တူနာပြုဆရာမကြီးပြီးတော့ငါအသက်12နှစ်ကလေးက9တန်းအမေရိကန်မှာပညာသင်လာတာအခုငါကျောင်းပြီးရတဲ့အထိပဲနေ့ထက်အစာပေါင်းများစွာပညာတတ်တယ်နော်နေ့တော့မှပြန်ပြီးတော့ပညာသင်ပေးလိုက်လို့ရသေးတယ်ရှင်းလားအဲ့တော့နင်းသက်ဆက်ကလူထုလို့ပြောအောင်နင်ကနင်းရဲ့ချွေးနှဲစာနဲ့နင်မြန်မာပြည်ကပြည်သူလူထုကိုဘလောက်ဖိုးနင်လှူဒန်းပြီးသွားပြီလဲပြီးတော့အများကောင်းကျိုးရောနင်ဘလောက်လုပ်ပေးပြီးသွားပြီလဲငါတော့မှမြန်မာပြည်ကပြည်သူလူထုပေါ်မှာတန်ဖိုးထားပြီးတော့မချစ်နိုင်ရင်နင်ကတော့လာမဟောင်နဲ့ငါနာမည်ကိုမှတ်ထားခါဦးတစ်ထောင်ကျက်တန်ထမင်းဆိုင်ဖွင့်ထားတဲ့ခါဦးနောက်နင်းသက်ဆက်ကနေငါနာမည်ကိုထည့်မသုံးနဲ့ရှင်းလားကိုတော့ခင်ရှင်ကဘာပြောချင်နေလဲမိချိုရယ်ဆိုရဲရှိုင်းဝနာမင်းယောက်ျားလားမိန်းမလားတော့မသိဘူးငါကယောက်ျားစစ်စစ်ဆိုတော့ယောက်ျားစကားပဲပြောမယ်နော်ငါတို့ချွေးနေစားနဲ့ငါတို့ထီထိုးပေးနေတာကိုပေါ့ရင်ပြည်သူလူထုကိုလူမယ်ဆိုတော့မင်းကဘာဖြစ်လို့လူလိန်ဆိုပြီးဆွဆွဲပြီးပြောဆိုတာလဲဟမ်မင်းတို့တခုပြောပြမယ်အမေရိကမှာနေတဲ့အမေရိကန်ထီဆူကြီးကို$2တော့$4ရောင်းနေတဲ့အကောင်တွေကိုမင်းအရင်သွားပြီးလူလိန်ပြောပြီးတော့မှငါတို့စီကိုလာခဲ့ရှင်းတယ်နော်ငါရုပ်ကိုတခြားကြည့်တာငါနာမည်ထုံးခဲ့လို့ခေါ်တယ်ငါနေတဲ့အမေရိကတကြိုင်လုံးမြန်မာပြည်မှာရှိတဲ့ရှိရောစင်မှာ online မှာဒီမှာစက်တကြားဖြစ်လို့အကြောင်းလေးလို့ဆိုင်တော့တကားပေးတာခေါ်လာခဲ့လားငါမင်းတို့ရှိမှာဖြစ်လို့အကြောင်းနဲ့တော့ဘူးထောက်ရမ်းမကိုဟော့ဖြစ်နေပါလားဒါလည်းဆိုတော့ထီဆောင်ထိုးတယ်မင်းခေါ်လာမပြနိုင်ဘူးဆိုတော့400 million ထီဆောင်တာကျွန်တော်တို့ရှင် share ထားတဲ့သူတွေပါဘူးဆိုတော့ဘောနော်ဆိုတော့ဒီမှာခါဦးလို့ကိုကထုံးခင်တို့မင်းတို့သွားနေတဲ့ဆိုရတဲ့စကားခွန်ပြောလိုက်ပေါ့နော်သူကမိဘစုမှာအားလုံးရှိပါလိုရနေဒီအသက်ကြီးတွေတော့ရောက်တဲ့သူအဲ့ဒီမီဒီယာတွေတော့လာတစ်ဆက်ပြောင်းပါသူတို့ဝါချတယ်သူတို့ပြည်နေတဲ့အခြေအနေတခုမှဆိုတော့ပြေးလို့ထိလေကိုကြီးပေးလိုက်တယ်အဲ့ကိုကြီးပေးလိုက်တယ်ဆိုတော့ဒီလူရဲ့လူရဲ့ဆိုလို့ရှိရင်ဟောကြတာလေဟုတ်ပြီနော်လူပြရတယ်ဆိုလို့ရှိရင်အရာရောကြတာဆိုတော့ဒီအကြောင်းနဲ့ကိုဟောတယ်လို့ခေါ်တယ် public ရဲ့ public ကြိုက်တာနဲ့လားဟိုအချစ်ချင်းတာကိုယူနေခုကြိုက်တော့ဘယ်လိုလုပ်နေလဲဆိုတော့ကျွန်တော်နိုင်ငံမှာပညာရေးဘယ်လောက်ဖြစ်အရန်ကိုမှအားရတဲ့လူတွေအများကြီးရှိရကိုယ်တိုင်ပါဝင်ပေါ့နော်ဆိုတော့ကိုယ်တိုင်ကလည်းရွာမှာကြီးပြင်းခဲ့တယ်ကိုကျင်တဲ့တောင်ဝင်းကျင်ကလည်းပညာရေးအရန်မှကိုညံ့ပြင်းတယ်ကိုယ်တိုင်ဒီနိုင်ငံခြားကုမ္ပဏီတွေအလုပ်လုပ်ပြီးနောက်ပိုင်းမှာကိုယ်တိုင်ဒီ educate ဖြစ်အောင် set plan တွေလုပ်ခဲ့တာပေါ့နော်ဆိုတော့အခုဒီလေ့လာနေစေပဲအခုဒီလေ I'm not a perfect person เนาะအရင်ပြည့်စုံတဲ့လူတော့မဟုတ်ဘူးเนาะဆိုတော့ပြောချင်တာကလည်းဆိုတော့မြန်မာနိုင်ငံမှာလူတော်တော်များအခြေခံလူတန်းစားတော်တော်များများကပညာရေးပိုင်းအရန်ကိုမှနိုင်နေပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာငွေကြေးရေးပိုင်းနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်ရှိနေတဲ့သူတွေတော်တော်များများရှိကြတယ်ဆိုတော့ဒီနှစ်ချက်ကိုတို့ကအကြောင်းခံပြီးတော့အကြောင်းပြုပြီးတော့ကြတော့ဘာလုပ်လဲဆိုလို့ရှိရင်ဒီလူထုကိုโอเคငါတို့ဗီဒီယိုလေးကို share ပြီးလို့ရှိရင်ပတ်စံပေးမယ်ဆိုတော့ဒီမျှော်လင့်ချက်ကြီးပေါ့နော်နှလုံးကြီးပေါ့နော်ဒီနှလုံးကြီးကတကယ်နှလုံးလားဆိုတော့မဟုတ်ဘူးဘာကြောင့်မဟုတ်ဘူးလဲဆိုလို့ရှိရင်ဒီသူတို့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ရှင်းတခြားရှင်းပြထားတဲ့ influencer တွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့တေချာမှကိုတွက်ပြီးတော့ပြထားတဲ့တချို့online creator တွေလည်းရှိရယ်နော်ဆိုတော့
400 million okay ပေါက်လို့ရှိရင်ဘလောက်ကအစိုးရကိုပေးရမယ်ကိုကဘလောက်ရမယ်ဒီရတဲ့ပုံမှာ share ထားတဲ့သူကအလွန်ဆုံး1000ပဲရှိအောင်2000ပဲရှိအောင်3000ပဲရှိဆိုပြီးတော့သူကနန်းနဲ့တိကျတက်ပြရတဲ့ online creator တွေရှင်းဆိုတော့သူတို့ပြောတဲ့အကြောင်းအရာဒီမှားပါတယ်ဆိုတော့လိန်နေပေါ့နော်လိန်နီးတစ်မျိုးပေါ့သိမလားလိန်နီးတစ်မျိုးနဲ့လူတွေသူတို့ရဲ့ဗီဒီယိုတွေ like ရအောင် reaction ရအောင်နောက်ပိုင်းမှာသူတို့လည်းဒီ online creator ဘက်ကိုလှမ်းလာတဲ့ပုံစံမျိုးဖြစ်နေတယ်သူတို့အမေရိကမှာလည်းဆိုင်ရှိတယ်သူတို့ချာစီဝိုင်းလည်းရှိပါဘောနော်ဒါပေမဲ့ကျွန်တော်ပြောချင်တာမခဦးရေကိုထွန်းခင်ရေနော်ကျွန်တော်မြန်မာနိုင်ငံလူတွေကနော်ဆိုတော့နေမားကြတယ်အရာမှာနေပါကြတဲ့အခြေအနေတခုမှာအမေရိကကြီးမှာနေပြီးတော့သူတို့မြန်မာနိုင်ငံလူတွေကိုလိန်ကျင်တာလေပေါ့နော်ဘာဖြစ်လို့အဲ့လိုမျိုးမဟုတ်တဲ့မက်လုံးတွေကိုပေးကျင်တာလေနော်အဲ့လိုမျိုးကျွန်တော်သူတို့ရဲ့အခြေအနေကိုကျွန်တော်ဒီမြန်မာလူတွေရဲ့ပုံစံအခြေအနေကြည့်လိုက်မှဆိုလို့ရှိရင်ဘယ်လိုလဲဆိုလို့ရှိရင်လေတမလားနည်းလူမများရခြင်းတဲ့အခြေအနေတွေကများနေတယ်အဲ့လိုမျိုးလေတလားနော်လူတိုင်းကတော့online မှာ celebrity ဖြစ်နေ online creator role ခုမှနေရခြင်းနဲ့ပတ်စံဝင်ခြင်းနဲ့လူတိုင်းမှာနော်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကပညာရေးနှိပ်ပါတဲ့ငွေကြေးအခက်အခဲရှိတဲ့သူတွေကိုတော့အဲ့လိုမဟုတ်တဲ့မလုံးကြီးပေးပြီးတော့မလုံးစီချင်ပါဘူးမပြောစီချင်ပါဘူးပေါ့နော်ဆိုတော့အမေရိကမှာနေတယ်ကိုကပို့ပြီးတော့ educated ဖြစ်ရမယ့်အခြေအနေမှာ educated ကိုယ်ဖြစ်ပြီးတော့ကိုမြန်မာနိုင်ငံလူတွေကိုပို့ပြီးတော့ educate ဖြစ်အောင်ကျွန်တော်တို့အားလုံးကဝိုင်းဝန်းပြီးတော့ကုညီဆောင်မရမှာမဟုတ်ဘူးလားနော်ဆိုတော့ကျွန်တော်တို့နိုင်ငံကြီးကတည်တဲ့အတိုင်းပဲเนาะ as you all can see ကျွန်တော်တို့နိုင်ငံကြီးအကုန်လုံးမြင်တွေ့ရတဲ့အတိုင်းเนาะအဖက်တောင်ပေါင်းစုံနေရာပေါင်းစုံအကုန်လုံးကလုံးဝကိုဒါမျိုးကြီးကြာနေတာစောက်ထိုးကြီးဆိုတော့အဲ့ကြာနေတဲ့ဥစ္စာကိုအများနဲ့ဆိုင်နဲ့ကြာနေတဲ့နေရာကိုအကုန်လုံးဝိုင်းမထုခင်ကျွန်တော်တို့ကကိုယ်တိုင်ဒီ own personality ပေါ့เนาะလူတစ်ယောက်ချင်းစီရဲ့personality ကိုကျွန်တော်တို့ကိုယ်တိုင်တစ်ယောက်ချင်းစီရုံးကန်ကြိုးစားပြီးတော့ပြန်ပြီးတော့ရှင်းတာအောင်ကြိုးစားနေတဲ့အချိန်မှာမဟုတ်ကတွေအဝါမဖြစ်ပါနဲ့မပြောပါနဲ့เนาะကဲနှစ်ယောက်တလုံးကဂျင်မသွားကစားတယ်မလားနှစ်ယောက်တလုံးရဲ့ခန္ဓာကိုယ်လည်းကြည့်ပါအောင်เนาะဆိုတော့ဂျင်ကစားတဲ့ပုံစံမျိုးပေါက်လို့လေဆိုတော့ဂျင်နဲ့ပတ်သက်တဲ့ဘဟုတုတလေးတွေเนาะအဲ့လိုမျိုးတွေမလုံးနေပေးမဲ့အစားတခြားအကြောင်းအရာတွေကိုစဉ်းစားစီချင်ပါတယ်လို့เนาะဆိုတော့စက်ထဲမှာပဲအခုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေကြတဲ့เนาะမိတ်ဆွေတွေကျွန်တော်ချစ်ရတဲ့သူတွေလည်းပါမယ်ဆိုတော့အားလုံးကဒီနေ့ online social media ခေတ်ကြီးမှာเนาะကျွန်တော်ကြားဖြန့်လို့ခေါ်တဲ့လူလိန်တွေလူယုံမာတွေဒီလိုမျိုးလိန်ညာပြီးတော့လှည့်ပြားပြီးစားတော့တဲ့လူတွေကတနေ့တခြားဓာတ်ရိုက်လိန်နာတို့လည်းကောင်းတွေ့ရပြီလေနဲ့မျိုးပေါ်ပေါက်နေပါဆိုတော့เนาะအဆအရာခယူးစိုက်ကြပါเนาะသူများရဲ့အလိန်မခံရအောင်လို့ကို educate ဖြစ်အောင်လို့မလို့လေ့လာပါเนาะဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်အင်္ဂလိပ်စာကိုကောင်းအောင်လေ့ကျင့်တာတွေပြီးလို့ရှိရင် AI နဲ့ပတ်သက်တဲ့ဥစ္စာတွေကိုကိုကပြုလုပ်တတ်အောင်အဲ့လိုမျိုးပေါ့เนาะလေ့ကျင့်ထားစီချင်ပါတယ်အဲ့ဒါမှ line ပေါ်မှာတွေ့လို့ရှိရင်ဒါကတော့ညာနေတာဒါကတော့တကယ်ဆိုတာကိုယ်တိုင်သူများပြောမှမဟုတ်ဘဲနဲ့ကိုယ်တိုင်ခွဲခြားပြီးသိမှာပေါ့နော်ဟုတ်တယ်ပါကဲတဲလေးတို့ရေထီကတော့ပါဝါဘုံကတော့ထွက်သွားပြီအဲ့တော့ဒီဟာကမခထိုးပေးထားတဲ့နံပါတ်တွေပါနော်ဒီဟာ10ဆောင်ပါဒီမှာထွက်သွားတဲ့ရက်က29ရက်နေ့ပါအဲ့တော့မခရဲ့နံပါတ်တွေနဲ့ပောက်သွားတဲ့နံပါတ်နဲ့ကိုတိုက်ကြည့်လို့ရအောင်မခကပောက်သွားတဲ့နံပါတ်ကိုဒီမှာတင်ပေးထားမယ်နော်အဲ့တော့တဲလေးတို့တစ်ခုပြောချင်တယ်နော်ပြီးတော့ဘူးမသိဘာမသိနဲ့တိုက်ခိုက်နေတဲ့သူတွေကိုလည်းမခကတေချာလေးရှင်းပြချင်တယ်နော်ဘာလို့လဲဆိုတော့အစစ်မရှိတဲ့မီဒီယာတွေကလည်းပေါ်နေတယ်မခကတဲ့ဗာလဲလက်မှတ်တစ်စောင်နဲ့ဂျင်းထည့်နေရဆိုတော့ရှင်းပြပေးမယ်နော်အဲ့တော့ဒီတစ်ကက်က power ball တစ်ကက်လို့ခေါ်တယ်နော်ဒီ power ball တစ်ကက်မှာဒီတစ်လိုင်းကတစ်စောင်နဲ့ညီမျှတယ်ဒီတစ်လိုင်းကတစ်စောင်ဒီမှာ10လိုင်းရှိရင်10စောင်နော်ပြီးလို့ရှိရင်ဒီ power ball ကတစ်ပတ်မှာ3ချိန်ထွက်တယ် Monday Wednesday နဲ့ Saturday ထွက်တယ်နော်အဲ့တော့ဒီနေရာကိုကြည့်ဒီနေရာမှာကထွက်မဲ့ရက် September 29 2025မှာထွက်မဲ့ရက်မခါဦးကတစ်ပတ်မှာ3ချိန်လုံးထိုးပေးနေတယ်3ချိန်လုံးထိုးပေးနေရဆိုဒီနေရာ date တွေလည်းမတူဘူးเนาะအဲ့ဒါလေးကိုတေချာလေးကြည့်ပါဗီဒီယိုအရင်ဗီဒီယိုအဟောင်းတွေနဲ့တေချာလေးပြန်ကြည့်ပါပြီးတော့ဒီမှာဒီဟာ$20เนาะဒီတစ်လိုင်းကို$2ရှိတယ်10လိုင်းဆိုတော့$20เนาะမခါဦးကအရင်တော့ကလည်းတစ်နေ့ကို3သိန်း2သိန်းဘိုးက9%နဲ့ကိုလည်းလှူပေးနေကြเนาะအခုကတဲလေးကိုဘဝပြောင်းပေးခြင်းတဲ့အတွက်မခါထီမြဲထိုးပေးနေတာဟုတ်ပြီเนาะ
အဲ့တော့တိုက်ခိုက်ချင်နေကြတဲ့သူတွေဘူးမသိဘာမသိပဲနဲ့တော့လာမတိုက်ခိုက်နဲ့အရင်ဆုံးဗီဒီယိုကိုအရင်ပြန်ကြည့်ပါပြီးတော့လည်းပြောဦးမယ်ဒီ line ဆက် line တွေကပောက်သွားခဲ့လို့ရှိရင်မခါတယောက်ကိုရှေ့ထားတဲ့တဲလေးတွေကတိမ့်တောင်းပွဲပေးမယ်တယောက်ကိုဆိုတာအကုန်လုံးပေးမယ်ပြောနေရမှာမဟုတ်ဘူးလူအယောက်1000ပဲရွေးမယ်ပြီးရင်ပေးမယ်လို့ပြောတာအဲ့တော့မခါအရင်တော့လုပ်ထားတဲ့ဗီဒီယိုတေချာပြန်ကြည့်ပါเนาะမခါရဲ့ဒီဗီဒီယိုရှယ်နေရလူပေါင်း1000နဲ့ချီရှိတယ်เนาะအဲ့တော့တဲလေးတို့တိုက်ခိုက်ချင်တယ်ဆိုရင်မခါရဲ့အရင်ဗီဒီယိုဟောင်းတွေကိုပြန်ကြည့်တေချာလေးပြန်လေးလာတေချာလေးလူတယောက်ကိုတိုက်ခိုက်ချင်တယ်ဆိုရင်ကွာနည်းနည်းလေးမေးလာအခုကအရာမနာလို့နေရမ်းပေါ့နေเนาะအဲ့တော့အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်ပြီးတော့တဲလေးတို့မနာလို့နေဆိုရင်ရမ်းပေါ့တယ်ဘာလို့လဲဆိုတော့တဲလေးတို့အတွက်ကိုရီမန်းပြီးထီထိုးပေးနေရင်မြန်မာပြည်မှာဆိုရင်ထီထိုးကြည့်ထီပေါက်လို့ရှိရင်အဲ့တယောက်ကပဲပေါက်မှာအဲ့တယောက်ကပဲတိမ့်တောင်းဝဲပေါက်သွားမှာအခုမခထိုးပေးနေတာမခထိုးပေးနေတဲ့ထီကိုပေါက်သွားလို့ကတော့တဲလေးတို့တွေကရှယ်ထားတဲ့သူတွေကအယောက်1000ကတိမ့်တောင်းဝဲရမှာเนาะပြီးလို့ရှင်လည်းဗာလဲဆိုတော့မခရဲ့ဗီဒီယိုတွေကို react တွေရော like တွေရော view တွေရော share ရောအရင်များနေတော့သူတို့တွေကလေမနာလိုနေကြတယ်ပြီးတော့လည်းမနာလိုတာအရင်ပေါ်နေတယ်เนาะတဲလေးတို့တစ်ခါရေးပြောလိုက်မယ်เนาะဝေဖန်တာဝေဖန်လို့ရတယ်เนาะဒါပေမဲ့လူလိမ်ဆိုပြီးတော့စော်ကားခွင့်မရှိဘူးเนาะအဲ့တော့တိုက်ခိုက်ချင်နေတဲ့သူတွေလည်းတဲလေးတို့တစ်ခါတော့မခပြောထားတယ်ရှယ်ထားတဲ့သူတွေလည်းအယောက်1000ရွေးပြီးတော့ပောက်ခဲ့လို့ရှင်တိမ့်1000ကိုပေးမယ်ဆိုတဲ့ဗီဒီယိုတဲလေးတို့ပြန်ပြီးတော့ကြည့်ခိုင်းလိုက်เนาะအဲ့တော့ဝေဖန်လို့ရတယ်เนาะစော်ကားခွင့်တော့မရှိဘူးမနာလို့နေရရမ်းပေါ်နေတယ်เนาะမလာလို့ချင်းကင်းဝေးပါစေဗျာအားလုံးထီပေါက်ပြီးတော့ကျမ်းမာချမ်းသာတဲ့ပျော်ရွှင်စရာဘဝတွေပိုင်ဆိုင်ပါစေမနာလို့ချင်းကင်းဝေးပါစေเนาะပြန်မှာပလာဟီတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်99ကလိန်စားညာစားရမြဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့မှာတော့အမေရိကန်မှာနေတဲ့ခါဦးနဲ့ကိုထွန်းခင်ဆိုတဲ့လင်မယားနှစ်ယောက်တင်ထားတဲ့ post လေးတစ်ခုရှိတယ်အဲ့ဒါလေးကိုမိချိုရှိုင်းမနာနဲ့အတူတူဖတ်ကြည့်ရအောင်နော်ကိုထွန်းခင်နဲ့ခါဦးစီမှာကန်ဆန်းလို့ရပြီနော်တဲ့ကိုထွန်းခင်နဲ့ခါဦးတို့ပိုင်ဆိုင်ထားတဲ့ကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးကိုကန်ဆန်းကြရအောင်တဲ့ခါဦး1000ကျပ်တဲ့သမင်းဆိုင်ရဲ့အမတ်တရကားကြီးကိုမြန်မာကျပ်ငွေ6900ကျပ်ဖြင့်ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်တဲ့ yes တိုင်းလား yes ဒီလားဆိုင်ကယ်ကြီးကိုတော့မြန်မာကျပ်ငွေ2000ကျပ်ဖြင့်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်တဲ့ဆိုင်ကယ်ညီဝန်ဒါစီ CBR 150ကိုတော့မြန်မာကျပ်ငွေ9900ကျပ်ဖြင့်ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ရရှိတဲ့အကျိုးရအားလုံးကိုခါဦး1000ကျပ်တဲ့သမင်းဆိုင်ကနေမိဘပြည်သူများအထံမျှဝေလှူဒါန်းသွားမှာဖြစ်ပါတယ်တဲ့3ကနေ3999ထိ93လုံးထိမိမိကြိုက်တဲ့ကဏ္ဍကိုရွေးချယ်ပြီးတော့ပါဝင်ကန်ဆယ်နိုင်ပါပြီခါဦးတို့စီမှာညကအိမ်မက်ပြီးတဲ့ပေါင်နန်းလေးရှိရင်သူများဦးလာရွေးပြီးတော့ကန်ဆယ်ကြလို့ဆက်သွယ်ရမယ်ဖုန်းနံပါတ်ဆိုပြီးတော့သူပြီးသွားတယ်ပေါ့နော်ဆိုတော့သူရအကြောင်းလေးကိုတောက်လျှောက်ဝေဖန်နေကြတယ်မခါဦးနဲ့ကိုထုံးခင်တို့အကြောင်းဒီနေ့မိချုံကဝေဖန်သုံးသပ်ပါမယ်နော်ဆိုတော့မြန်မာပြည်မှာအိမ်မဲဆိုတာကိုကျွန်တော်တို့တွေကြားခဲ့ပြီးမှာပါတီအောင်ပါနော်လက်ရှိအချိန်ထိချို့နေရာတွေမှာအိမ်မဲကိစ္စဆိုတာအခုတည်းဖြစ်နေကြတော့အဲ့အိမ်မဲဆိုတာဘာလဲဆိုရင်ပြောပြမယ်လူတွေမျှော်လင့်ချက်အကြီးပေးပြီးတော့သူတို့ကိုယ်တိုင်မဝယ်နိုင်လောက်တဲ့အမောင့်တစ်ခုကိုတကယ်ဖောဖောရှုရှုဝယ်နိုင်လောက်တဲ့အမောင့်နဲ့ရောင်းတာဆိုတော့အိမ်တစ်လုံးရှိတယ်အဲ့အိမ်တစ်လုံးကိုသူတို့ကလူဦးရေဘလောက်ကိုရောင်းတယ်တယောက်ကို9000လုံး6000လုံးနဲ့တွက်ပြီးသားအဲ့ဒီလူဦးရေကြည့်သွားပြီဆိုလို့ရှိရင်အိမ်တစ်လုံးကြည့်သွားတဲ့အပြင်ပုံရဥစ္စာတို့ကအမြဲအဲ့လိုမျိုးတွက်ပြီးတော့အိမ်မဲဆိုပြီးတော့ကျတော့ရောင်းတာမဲဖောက်ပေးတာအဲ့ချိန်မှာပြီးတော့လဲဆိုလို့ရှိရင်တကယ်မဲပေါက်မဲ့ရက်လေရောက်ရောမဲဖောက်မဲ့လူလည်းမရှိတော့ဘူးမဲပေါက်မဲ့အိမ်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုတော့ပြောပြမယ်ဒီအိမ်ကြီးကိုဝယ်တဲ့လူဦးရေအရေကသူတို့ထင်ထားလို့သူတို့ခံမှန်းထားတယ်လို့ဖြစ်မသွားတဲ့အတွက်ကြောင့်မလို့အဲ့မှာကြရက်တွေထပြီးတော့ကြတော့အကုန်လုံးရေတဲဖြစ်ပြီးတော့ပတ်စံဆုံးတဲ့သူကဆုံးနေပတ်စံပြန်မရတဲ့သူကအကုန်မရဘူးเนาะအဲ့လိုမျိုးဖြစ်ပြီးတော့ကြရက်တွေဖြစ်ခဲ့ကြတယ်ဆိုတာမှတ်မိကြအောင်ပါအဲ့ဒါနဲ့ပုံစံတူပဲဒီဥစ္စာကဘာကြောင့်ပုံစံတူလဲဆိုလို့ပြောလို့ရှိရင်ဒီနေရာမှာအလူတစ်ခုဆိုတဲ့ညနေဖုံးကိုယူပြီးတော့တုံးထားတာเนาะအလူတစ်ခုဆိုတဲ့ညနေဖုံးကိုယူပြီးတော့တုံးထားတာအခုပြီးလို့ရှိရင်ဒီအလူတွေရရှိတဲ့အလူတွေဘယ်သူကဘယ်လောက်ထိုးထားတယ်အောက်ကနန်းကဘာဘယ်နည်းကြလို့ရှိရင်ထုတ်ပေးပါမယ်ဘယ်နည်းကြလို့ရှိရင်ပတ်လို့ရှိရင်လာပြီးထုတ်လို့ရမယ်ဆိုပြီးတော့လေပွင့်လင်းမြင်သာမှုမရှိဘူး
ပွင့်နေတာမရှိဘူးအခင်းကျွန်တော် Facebook သုံးတဲ့သူတွေရောက်ဒီ post ကိုဒီတိုင်းမြင်လိုက်တယ်ဒီတိုင်းပဲကြည့်လိုက်တယ်လေသူတို့အရင်တော့တင်ထားတဲ့အကြောင်းအရာတွေအခုမှတင်ထားတဲ့အကြောင်းအရာတွေကျွန်တော်မသိဘူးဒါပေမဲ့ဒီ post ကိုကြည့်လိုက်တဲ့အခြေအနေတစ်ခုမှာအဲ့ပုံစံနဲ့ကျွန်တော်မြင်ရတယ်မလားဘယ်နေ့ထွက်မှာလဲဘယ်နေ့ပေါက်မှာလဲဘယ်နေ့ထုတ်ပြမှာလဲဆိုတဲ့အကြောင်းအရာတွေမူတည်ပြီးတော့ကျွန်တော်တို့ဝေဖန်သုံးသပ်မယ်ဆိုလို့ရှိရင်ပွင့်လင်းမြင်သာမှုမရှိဘူးเนาะနောက်တစ်ခုကငကြင်းစီနဲ့ငကြင်းပြန်ကြော်တာအဲ့ဒါပါလဲဆိုလို့ရှိရင်မြန်မာပြည်သူလူထုစီကနေပြီးတော့အလှခံနေပြီးလို့ရှိရင်အဲ့ဒီအလှငွေနဲ့သူတို့ကပြန်လှူပြီးတော့သူတို့နာမည်သူတို့မျက်နှာသူတို့မျက်နှာဖုံးနာမည်ကောင်းယူတာအမှန်ကသူ့အလှတော့ဒါပြည်သူတွေရဲ့အလှဒီနေရာမှာပြောစရာရှိတာမင်းကတပြားလှူလို့လားမင်းကသူတို့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့တပြားလှူခဲ့လို့မင်းကအဲ့လိုမျိုးပြောတာလားဆိုလို့ရှိရင် no မလုပ်ခဲ့ဘူးဒါနဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်ပြောလို့ရလဲဆိုလို့ရှိရင်ပြောပြမယ်နော်ကျွန်တော်မြန်မာလူငယ်တော်တော်များများကြားထဲမှာပတ်စံကိုဓာတ်ရိုက်လှူမှာအလှူလို့ထင်ရှားတဲ့လူတွေရှိတယ်နော်ကျွန်တော်မြန်မာနိုင်ငံမှာဒါကဟုတ်တယ်မှားရင်မှားတယ်ဆိုတဲ့အကြောင်းအရာတွေကိုဝေဖန်သုံးသပ်ပြီးတော့လမ်းပြတဲ့အကြောင်းအရာကလေဒါစေတနာအလှူပဲနော်စေတနာအလှူပဲဟုတ်ပြီလားနော်ဆိုတော့ကျွန်တော်ကဒီလိုမျိုးမဟုတ်မဟငွေမဟုတ်မဟာအကြောင်းအရာတွေကိုမျှော်လင့်ချက်တွေပေးပြီးတော့နိုင်ငံလူထုလူငယ်တွေရဲ့ကြိုးစားခြင်းစိတ်ကိုဖျက်ဆီးနေတဲ့အကြောင်းအရာတွေကိုမနှစ်သက်လို့မလို့ဒီလိုမျိုးဝေဖန်သုံးသပ်တဲ့ဗီဒီယိုလေးလုပ်လိုက်တာဖြစ်တယ်အဲ့တော့ဆက်ကြည့်ကြမယ်ဒီဗီဒီယိုအောက်မှာဘာတွေမှတ်ထားကြလဲဆိုတာ shine လို့အတူတူ okay ပထမဦးဆုံးကတော့ top fan မှန်တယ်ဒေါ်နီညာနောက်ဆုံးတော့လေဒီဘူတာကိုစိုက်သွားပဲလားတဲ့ချစ်ခဲ့တာတွေနောင်လိုက်ရတယ်ဘာလို့ဆိုလဲဆိုပြီးရနော်လိုတာလဲဆိုတော့သိရနော်နောက်တစ်ခုကတော့တစည်းကိုမဲဆိုင်ရဘယ်လောက်တမထားညီမကြီးသူကဆိုင်ကကန်ဆန်းနေလို့ပေါ့နော်လောက်စားပါပဲတဲ့နော်နောက်တစ်ခါမှတ်ထားတယ်လောက်စားပါပဲဆိုတော့အမြတ်တိတ်မရှိပါဘူးဆိုပြီးတော့ကြံကလေးနဲ့ရှင်းထားတယ် we know what it means နော်ဘာလို့ဆိုလဲဆိုတာတို့တွေသိပြီးသားပဲနော်ကားနဲ့ဈေးများတာပေါ့လေ3000လောက်ပဲတင်တာပါဆိုတော့နော်ဆိုတော့ဒီအကြောင်းအရာကိုသူတို့တွေလောက်လိုက်တာနဲ့ရှမ်းတို့တွေကခွက်ကလေးဆိုပြီးတော့အနောက်တင်ခေါင်းကအုံနောက်ရှိတဲ့ဒီတိုင်းအကုန်လုံးသိတယ်ဒါပါလဲဆိုတာအဲ့တော့ကြတော့မြန်မာပြည်သူလူထုတွေစီကနေပြီးတော့အခုလိုမျိုးမဲတွေလောက်ပြီးတော့ရောင်းနေနော်ပြီးလို့ရှိရင်ဖွင့်လင်းနေတာမှလည်းမရှိဘူးဘယ်နည်းထွက်မှလဲပေါက်ကနန်းကဘယ်အကြောင်းအရာနဲ့တိုက်ပြီးတော့ဘေးမှလဲနော်ပြီးလို့ရှိရင်ဘယ်လိုမျိုးလာယူရမှလဲဆိုတဲ့အကြောင်းအရာတွေအသေးစိတ်ပေါ်ပြမထားဘူးပွင့်လင်းနေတာမျိုးရှိဘူးပြီးလို့ရှိရင်ဒီသူကပြောထားတယ်ခါဥ1000ချက်တန်ထမင်းဆိုင်ဘက်ကိုသူကထည့်မယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ငကြင်းစီနဲ့ငကြင်းပြန်ကြော်တာနော်ပြည်သူလူထုစီကနေပြီးတော့အလူခံတယ်ပြီးလို့ရှိရင်သူတို့လှူပြီးတော့သူတို့အတွက်သူတို့ကိုအုံးလီပဲနာမည်ကောင်းယူတယ်ဘာကြောင့်နာမည်ကောင်းယူလဲဆိုလို့ရှိရင်ဟိုနေ့ကမိချုံရဲ့အခြေအတင်ဖြစ်တဲ့ပွဲမှာနော်သူတို့ကိုထီလက်မှတ်ကြီးပြပြီးတော့မဟုတ်မဟာလူတွေမျိုးရင်းဆက်ပေးပြီးတော့share ပြီးမိချုံတရားတယ်မဟုတ်ဘူးနိုင်ငံမှာရှိတဲ့ chat influencer တွေ online creator တွေအကုန်လုံးကဝိုင်းပြောထားတာသူတို့နာမည်ကိုမိချုံပြောင်းထဲပဲခေါ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ကမိချုံကိုပြန်ပြီးတော့ဝုန်းရဲ့ဗီဒီယိုမှာလည်းသူတို့ရဲ့ education background တွေဘယ်လောက်ညံ့ဖြစ်နေဆိုတဲ့အကြောင်းမိချုံတွေတွေ့ရမှာဖြစ်တယ်နော်ဆိုတော့ငကြင်းစီနဲ့ငကြင်းဘာကြောင့်ပြန်ကြော်လဲဆိုလို့ရှိရင်အဲ့ဒီဖြစ်တဲ့မိချုံရဲ့အခြေအနေဖြစ်တဲ့ပွဲမှာသူကငါခဥ1000ချက်တန်ထမင်းဆိုင်ဖွင့်ထားတာငါလောက်မှပြည်သူတွေကိုမချစ်ရင်နင်းတစ်ဆက်ကမဟောင်နဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောသွားတာပေါ့နော်ဆိုတော့ဒါကပြည်သူတွေရဲ့အလူပြည်သူတွေရဲ့ချွေးနေစားပြီးလို့ရှိရင်ငွေထွက်ငွေစည်ရင်းတွေအင်းတွေဘယ်လိုမှမလုပ်ရှိဘူးချပြမထားဘူးမြန်မာနိုင်ငံမှာပလာဟိတအမျိုးတရားရှိတယ်ဆိုလို့ရှိရင်99ကလိန်စားညာစားတွေများတယ်နော်အဲ့ဒါတော့ကျွန်တော်အပါဝင်အားလုံးဝေဖန်သုံးသပ်တတ်ကြမှာပါနော်ပလာဟိတတော်တော်များများကလိန်စားညာစားများတယ်ကိုအကျိုးစွန့်ပြီးတော့လုပ်တဲ့ပလာဟိတဆိုတာနော်အဲ့ဒါခေါင်းနဲ့မှတ်ထားပြီးလို့ရှိရင်အလူတစ်ခုလုပ်တယ်ဆိုတာကိုယ်စိတ်ထဲမှာလှူခြင်းရဲ့စိတ်လှူခြင်းရဲ့အခြေအနေလှူနိုင်တဲ့ငွေအမောက်အဲ့လိုမျိုးအခြေအနေအကုန်နဲ့တိုက်ဆိုင်ပြီးတော့လှူလာမှအလှူမြောက်တာနော်နောက်တစ်ခုကငါပို့လူတယ်သူကပို့လူတယ်ဆိုတဲ့အကြောင်းအရာတွေဟိုတကယ်ရှိုင်းကိုမိချိုပြောတဲ့အကြောင်းအရာတွေမှာဒါတွေကမြန်မာဗုဒ္ဓဘာသာစစ်တရားဆိုလို့ရှိရင်ဒါတွေမပြောဘူးနော်ပြီးလို့ရှိရင်သူတို့လုံနေတဲ့အကြောင်းအရာတွေပုံရင်းမြင်တာမရှိဘူးပုံရင်းမြင်တာမရှိတဲ့အတွက်ကြောင့်ဘယ်လိုသုံးသပ်လဲဆိုလို့ရှိရင်လိန်ငယ်ညာတယ်လို့ပဲသုံးသပ်တယ်တစ်ဆက်တည်းမှာပဲဒီနေ့မှာထီလက်မကြီးကန်ပြီးတော့ထီထိုးတဲ့ date တွေထီထိုးတဲ့အဆောင်တွေကိုသူတို့ကနေပြီးတော့လာပြီးတော့ကင်မရာရှေ့မှာလာပြီးတော့ပြတာပေါ့နော်အမှန်ဆိုလို့ရှိရင်သူတို့တင်တဲ့ဗီဒီယိုတိုင်းမှာသူတို့ကပြောတင်တယ်
တဲ့ဗီဒီယိုတွေအော်ရာကိုကြည့်လိုက်တဲလူတို့ရေတဲလူတို့ထီထိုးထားတယ် share သွားတော့ share သွားတဲ့လူတိုင်းကိုတိမ်တောင်ပဲအကောင်လုံးသွားဝင်ပြန်ကြည့်နော်အဲ့လိုမျိုးပြဒီနေ့ကျမှအကောင်လုံးဝင်ပြန်မှာ share ထားတဲ့သူတိုင်းကိုပေးမယ်လို့ပြောတာမဟုတ်ဘူးလေ share ထားတဲ့သူတွေကလူတစ်ထောင်အဲ့ကမှစစ်ပြီးတော့ပေးမှာဆိုပြီးတော့ဖြစ်သွားတယ်အဲ့လိုမျိုးပဲเนาะဆိုတော့မြန်မာနိုင်ငံမှာเนาะလူသိဝင်များလာပြီဆိုလို့ရှိရင်လောက်ကွက်ရှာကြတယ်เนาะလောက်ကွက်ရှာကြတယ်မြန်မာအဲ့လောက်ကွက်ရှာတဲ့နေရာမှာလူမျိုးရှိတယ်မြန်မာလူတို့ကိုတနာကျင်တကယ်တနာကျင်လာတဲ့เนาะလူသိများတဲ့လူလောက်ကြရဲ့မြန်မာနိုင်ငံလူတို့ကိုမတနာပဲနဲ့เนาะသူတို့အနေအချားဆောင်ချောင်ရေးသူတို့အတွက်အဲ့လိုမျိုးစဉ်းစားပြီးတော့လောက်ကွက်ရှာတဲ့လူမျိုးကိုသွားတယ်အဲ့ဒီနေရာမှာကျွန်တော်မြန်မာနိုင်ငံသားအနေနဲ့လူငယ်တွေအနေနဲ့เนาะခေါင်းထဲမှာပါတဲ့အုံနောက်ကိုတုံးတက်ဖို့လိုမယ်အဲ့ဒီတော့ကိုခေါင်းထဲမှာပါတဲ့အုံနောက်ကိုဘယ်လိုတုံးတက်ရမလဲဆိုလို့ရှိရင်သူများပြောမှာဟာဒါကြီးတော့လိန်ရပါဟုတ်လားဒါကြီးတော့လိန်ရလားသူများပြောမှလိန်နေဆိုတာသူများပြောမှလိန်နေဆိုတာသိရတဲ့အခြေအနေမျိုးဖြစ်အောင်ကိုခေါင်းထဲမှာပါတဲ့အုံနောက်နဲ့ဖြစ်တယ်လားဖြစ်နိုင်လားဒါကြီးကဖြစ်နိုင်ခြေရှိလို့လားဆိုတာကိုကိုယ်တိုင်ဝေဖန်သုံးသပ်တတ်ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တခြားလူတွေရဲ့ဘလောက်ပဲခလက်ကွက်တွေနဲ့လိမ့်ကျွန်တော်တို့သူတို့ဇက်ထဲမှာညှိုးမသွားဘဲနဲ့အမှားအမှန်ကိုဝေဖန်ပိုက်ထားနိုင်မှာပေါ့နော်ဒါတောင်မှရှိုင်းတို့က line ပေါ်မှာမြင်ရတဲ့အကြောင်းအရာတွေကိုပဲဝေဖန်သုံးသပ်တာနော်မမြင်ရတဲ့အကြောင်းအရာတွေဘာတွေဘလို့ရှိနေမလဲဆိုတာရှိုင်းတို့မိချို့တို့တွေမသိဘူးဒါကြောင့်မလို့ဒီနေ့ကနေစပြီးတော့ဘသူမှရဲ့နော်အတုံးချခြင်းအလင်းကံအညာစားကံငချင်းစီနဲ့ငချင်းကြောခံလုံးဝဖြစ်ဖို့အတွက်เนาะစာမညာဖတ်ပါ